မင်းသမီးတယောက်ဖြစ်တဲ့ချွန်စိုးရီကလမ်းသွားလမ်းလာတယောက်ကိုသူမရဲ့အယူမူအားပေးသူပရိသတ်တယောက်လို့ထင်ခဲ့ပါတယ်။သူမကအဲ့ဒီလူကိုဘာလို့နောက်ကလိုက်နေတာလဲလို့မေးခဲ့ပါတယ်။အဲ့ဒီလူကတော့ဘာမှပြန်မပြောဘဲတိတ်ဆိတ်နေခဲ့ပါတယ်။သူမကနေကာမျက်မှန်ကိုအေးအေးဆေးဆေးချွတ်ပြီးဘယ်တော့မှစပြီးနောက်ကလိုက်နေတာလဲလို့မေးမြန်းခဲ့ပါတယ်။သူမအိမ်တစ်ပြောင်းလာတဲ့ပထမဆုံးနေ့မှာပဲသူကဘာလို့ပေါ်လာတာလဲ။သူမကလက်မှတ်ဒါမှမဟုတ်တပ်ပုံပေးပြီးသူ့ကိုဖယ်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။အတုံးမကျတဲ့အရာတွေမှာအချိန်မဖြုံးဖို့တောင်သူ့ကိုဆုံးမခဲ့ပါသေးတယ်။မင်းကငယ်သေးတယ်စာတင်တာကိုပဲအာယုံစိုက်တင်တယ်လို့သူမကပြောခဲ့ပါတယ်။စိုးရီစကားပြောလေလေသူမပို့ပြီးစိတ်ပြက်လေလေဖြစ်လာပါတယ်။ဒါပေမဲ့အဲ့ဒီလူကတော့ဂရုမစိုက်ပဲတိတ်ဆိတ်နေမြဲပါပဲပြီးတော့သူကတလေကဖွင့်လာနဲ့သူမကိုကြော်ပြီးရှောက်သွားခဲ့ပါတယ်။ဒေါသထွက်ပြီးအရှက်ရသွားတဲ့စိုးရီကသူ့နောက်ကနေအော်ဟစ်ပြီးလိုက်ပါလာခဲ့ပါတယ်။မင်းကအိမ်ထဲအထိဝင်ဖို့ကြံနေတာလားလူယုံမာရဲ့သူမကမေးလိုက်ပြီးစကားမဆုံးခင်မှာပဲသူကအိမ်တကားကိုဖွင့်နေတာကိုသူမသတိထားမိသွားပါတယ်။စိုးရီတယောက်အနေရခက်ပြီးရှက်ယွံသွားပါတယ်အခြေအနေကိုပြေးလဲအောင်သူမကရင်ရင်ကြီးကြီးပြောဆိုလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူကသူမကိုအတိမတ်တောင်မပြုခဲ့ပါဘူး။တနိုင်ငံလုံးမှာသူမကိုမတိတဲ့သူရှိတယ်ဆိုတာကိုသူမမယုံနိုင်အောင်ဖြစ်နေပါတယ်။တကယ်တော့သူကလုံးဝကိုဂရုမစိုက်တာပါသူ့နာမည်ကတိုမင်ကျွန်းပါ။သူကလွန်ခဲ့တဲ့နှစ်ပေါင်း400ကကဘာမြေပေါ်ကိုကြားရောက်လာခဲ့တဲ့ဂျိုသားတယောက်ဖြစ်ပါတယ်။သူ့ရဲ့ထူးခြားတဲ့အထောက်အထားကသူ့ကိုထူးကဲတဲ့စွမ်းရည်တွေပေးထားပါတယ်။သူကထာဝရနုပြိုနေနိုင်ပါတယ်။သူကအရာဝတ္ထုတွေကိုစိတ်နဲ့ရွှေ့နိုင်ပြီးသူ့ရဲ့အာယုံခံစားမှုကလည်းတာမန်လူထက်9ဆပိုမိုထက်မြက်ပါတယ်။သူကအိတ်ဆက်တာလည်းအရန်ကောင်းပြီးအတန်နှဲငယ်ကတော့သူ့ကိုနိုးစေနိုင်ပါတယ်။ဒါကြောင့်ဘေးအိမ်ကမင်းသမီးတချင်းဆိုတန်ကိုကြားရတာကသူ့အတွက်တကယ်ကိုတီးမခံနိုင်စရာပါ။တိုမင်ကျွန်းကတော့တကယ်ကိုအနေရခက်တယ်လို့ခံစားနေရပါတယ်။နောက်တော့သူကမင်းသမီးစီကိုတွားရောက်ကတတိပေးစကားပြောဆိုခဲ့ပါတယ်။သူမကည10နာရီကျော်မှတချင်းဆိုနေတာကိုသူကကန့်ကွက်ခဲ့ပါတယ်။ပူဆိုးတာကသူမတချင်းဆိုတာကအရန်ညံဖြစ်နေတာပါ။စီကံအရသူကသူမကိုငြိမ်ဝှက်ပြပြမှုကိုနှောက်ယှက်မှုနဲ့တိုင်ကြားပြီးအပြစ်ပေးခိုင်းလို့ရပါတယ်။ဒါပေမဲ့သူ့စကားတွေကမင်းသမီးကိုဒေါသအရန်ထွက်စေခဲ့ပါတယ်။သူမကတိုမင်ကျွန်းကိုပြောပြခဲ့တာကနေ့ဘက်မှာသူမဟာဘဝအကြောင်းဘာမှမသိဘူးဆိုပြီးအွန်လိုင်းမှာတိုက်ခိုက်ခံရတယ်။အခုညဘက်မှာစိတ်ထွက်ပေါက်အနေနဲ့တချင်းဆိုတာကိုတောင်အိမ်ကြီးချင်းရဲ့အဆူခံနေရပါပြီလို့ဝမ်းနည်းစွာပြောဆိုလိုက်တာကြောင့်သူပြောတာနည်းနည်းပြင်းထန်သွားတယ်လို့ထင်ပြီးတိုမင်ကျွန်းကရှင်းပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမကစိတ်ပြအားငယ်ကအခန်းတကားကိုပိတ်လိုက်ပါတယ်။သူဟာတကယ်ခံစားနေရတဲ့စိတ်ပြတ်မှုကိုဖော်ပြဖို့နည်းလမ်းမရှိတော့ပါဘူး